ကျိုးရှိနေပါလေဆွဲလာကြအိန္ဒိယနိုင်ငံဒီ North East ဒီနေ့ချေနာဂလင်းမှာလားမသိနာဂလင်းမှာဖြစ်လောက်တယ်လူကတော့အများကြီးပဲနော်ကျိုးနေလို့ဆွဲကြတာတဲ့ဖွဲ့ပူပြီးမှအားထုတ်လဲမကြည့်နော်အဲ့မှာအချောင်ခိုတဲ့လူလည်းရှိလောက်ဝါဒီပြန်တော့ကြီးရဝါကြီးရလူကတော့အများကြီးပဲအယောက်100ကျော်မလားမသိကျော်လောက်တယ်နာဂထင်တယ်ဟိုနာဂရိုးရာဟိုခံလို့ဘာလို့ဒီလိုမှာတိုင်တဲ့လူလည်းရှိတယ်ပါတွက်လဲတော့မသိဘူးစီလုံးချင်းပြီးအင်အားတဲ့ခွန်အားတဲ့ဝါမိုင်းနော်ဒီအဖိုးကြီးလည်းပါတယ်ဟိုဘက်မှာလည်းလူအများကြီးပဲဟိုမှာလည်းတီတုံးလေးနဲ့